ဒီနေ့တော့လူသားတွေအကြောင်းဆုံးຢာတွေတခုကြောင့်ပြောပြသွားမှာပါနျူကလ িয়ার စစ်ပွဲကြီးဖြစ်ရင်ကမ္ဘာကြီးကဘယ်လိုဖြစ်သွားမလဲဒီမေကွန်းကရုပ်ရှင်နေတဲ့ဟာစကွင်းရင်ဇာလန်မဟုတ်ပါဘူးတကယ်ဖြစ်နိုင်တဲ့အန်ဒီရတစ်ခုပါကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံတွေအများကြီးရှိနေတယ်အဲ့ဒီလက်နက်တွေကလူသားတွေဖန်တီးဖို့မျှတဲ့မှာအပြည့်စွမ်းအကြီးဆုံးလက်နက်တွေဖြစ်ပါတယ်တလုံးတဲနဲ့တဲ့မျိုးကြီးတစ်မျိုးလုံးကိုပျက်စီးသွားစေနိုင်ပါတယ်တကယ်လို့နိုင်ငံကြီးတွေအပြန်အလှန်နျူကလ িয়ার ဘုံးတွေပြစ်ကြပြီးဆိုရင်ကမ္ဘာကြီးကအခုလိုမရှိနိုင်တော့ပါဘူးစဉ်းစားကြည့်ပါပုံမှန်စစ်ပွဲဆိုရင်တနက်တွေဒုံးကြီးတွေစစ်တပ်တွေတိုက်ကြတာပါဒါပေမဲ့နျူကလ িয়ার စစ်ပွဲကတော့တစ်ချက်ပဲမှားသွားရင်နိုင်ငံတစ်နိုင်ငံလုံးပျောက်သွားနိုင်တဲ့အဆင့်ပါနျူကလ িয়ার ဘုံးပေါက်ကွဲတဲ့အချိန်မှာပထမဆုံးဖြစ်လာတာကအလင်းပြင်းထန်တဲ့အပူပါနေထက်တောင်ပူပူတဲ့အပူချိန်ဖြစ်သွားနိုင်ပါတယ်အဲ့ဒီအပူကြောင့်အဆောက်အဦတွေမိလောင်မယ်ကားတွေကြီးပြောမယ်တစ်ပင်တွေတောင်ကျွမ်းမယ်ဘုံကြတဲ့နေရာနားမှာရှိတဲ့လူတွေကအချိန်မီပြေးဖို့တောင်မရနိုင်ပါဘူးပြီးတော့အလင်းပြင်းထန်တဲ့တုံခါမှုလိုင်းထွက်လာမယ်အဲ့ဒီလိုင်းကအဆောက်အဦတွေကိုဖြိုချမယ်မှန်တွေပေါက်ကွဲမယ်လမ်းတွေပျက်စီးမယ်မျိုးကြီးတစ်မျိုးလုံးစက်ကပိုင်းအတွက်ဖြိုဖျဲဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့ကြောက်စရာအကောင်ဆုံးကအဲ့ဒီနောက်ပိုင်းမှာစတာပါနျူကလ িয়ার ဘုံးမှာရေဒီယိုတက်တိကြွအမုံတွေထွက်လာပါတယ်အဲ့ဒီအမုံတွေကလေထဲပြန်သွားပြီးလူတွေရဲ့ခန္ဓာကိုယ်ထဲဝင်သွားနိုင်ပါတယ်အဲ့ဒါကယောဂတွေဖြစ်စေတယ်ခန္ဓာကိုယ်အသွင်ပိုင်းကိုပျက်စီးစေတယ်တချို့လူတွေကချက်ချင်းမသေးသေးပဲမဲ့နောက်ပိုင်းမှာပြင်းထန်တဲ့ယောဂတွေဖြစ်လာနိုင်ပါတယ်နောက်ထပ်ပြဿနာသူကဆေးရုံတွေပြတ်သွားနိုင်တာပါဆရာဝန်တွေမရှိနိုင်တော့ဘူးဆေးဝါးတွေမရနိုင်တော့ဘူးလူတွေဒဏ်ရာရနေပေမဲ့ကုညီမဲ့သူလုံးဝမရှိနိုင်တော့ဘူးလက်စင်မီတွေပြတ်မယ်ဖုန်းလိုင်းတွေပြတ်မယ်အင်တာနက်လိုင်းတွေပြတ်မယ်ကမ္ဘာကြီးကရုတ်တရက်အမောင်ခစ်လို့ဖြစ်သွားနိုင်ပါတယ်စားစရာကလည်းပြဿနာဖြစ်လာပါတယ်လေယာဉ်တွေပျက်စီးမယ်ရေတွေညှင်းညမ်းမယ်အေယူပို့ဆောင်ရေးတွေရန်နာသွားရပါမယ်စူပါမားကတ်တွေမှာစားစရာကုန်သွားနိုင်ပါတယ်လူတွေကအသက်ရှင်ဖို့အစားအစာလူချရပါမယ်တချို့နေရာတွေမှာဥပဒေတောင်မရှိနိုင်တော့ပါဘူးဒါပေမဲ့သိပ္ပံပညာရှင်တွေအရန်ကြောက်တာကနျူကလ িয়ার ဆွမ်းနာဒီဆိုတဲ့အရာပါနျူကလ িয়ার ဘုံးတွေအများကြီးပေါက်ကွဲရင်မီခိုးတွေဖုံမုံတွေအများကြီးကောင်းကင်ပေါ်တက်သွားပါတယ်အဲ့ဒီအမုံတွေကနေလင်းကိုပိတ်ထားနိုင်ပါတယ်နေအောင်မရတော့ရင်ကမ္ဘာကြီးကအေးလာမယ်တပင်းတွေမကြီးထွားနိုင်တော့ပါဘူးစိုက်ပျိုးရေးတွေပျက်စီးသွားမယ်ကမ္ဘာတစ်ဝန်းလုံးအစားအစာရှားပါမှုဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဘုံကြောင့်မသေးတဲ့လူတွေတောင်အစာငတ်ပြီးသေနိုင်ပါတယ်တချို့သိပ္ပံပညာရှင်တွေကလူတန်းပေါင်းများစွာတည်နိုင်တယ်လို့ခန့်မှန်းကြတယ်တချို့နိုင်ငံတွေလုံးဝပြောက်ကွယ်သွားနိုင်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကကမ္ဘာပေါ်မှာနိုင်ငံကြီးတွေကဒီအန်ဒီယာကိုတိကျပါတယ်ဒါကြောင့်ပဲအခုဒီနျူကလ িয়ার စစ်ပွဲကြီးမဖြစ်နိုင်သေးတာပါဘာလို့လဲဆိုတော့ဘယ်သူမှအနိုင်ရမှာမဟုတ်လို့ပါနိုင်ငံတစ်နိုင်ငံဘုံပြည့်ရင်တခြားနိုင်ငံလည်းပြန်ပြစ်မှာပါအဲ့ဒီလိုအပြန်အလှန်ပြစ်ကြရင်နှစ်ဖက်လုံးပျက်စီးသွားမှာပါဒါကိုအတူတူပျက်စီးခြင်းဆိုတဲ့အယူအဆနဲ့ရှင်းပြပါမယ်အဲ့ဒါကြောင့်နိုင်ငံကြီးတွေကစစ်မဖြစ်အောင်ထိန်းနေကြတာပါဒါပေမဲ့လူတွေကြောက်တာကတနေ့နေ့မှာခေါင်းဆောင်တယောက်ကအမှားဆုံးပြတ်မိတာမျိုးမိပညာချွန်းရမ်းတာမျိုးဘုံကြီးမှပြစ်မိတာမျိုးအဲ့လိုအမှားသေးသေးလေးတွေကတော့ကမ္ဘာအကြီးဆုံးကပ်ပြီးဖြစ်သွားနိုင်ပါတယ်အရင်တော့ကမ္ဘာကြီးနျူကလ িয়ার စစ်ပွဲနားထိရောက်မှုတာတွေရှိပါတယ်တချို့အချိန်တွေမှာတစ်ဖက်နဲ့တစ်ဖက်အထင်မှားပြီးစစ်ဖြစ်တော့မလို့ဖြစ်ခဲ့ဘူးပါတယ်ဒါပေမဲ့နောက်ဆုံးအချိန်မှာရပ်တန့်နိုင်ခဲ့ကြပါတယ်အဲ့ဒီအတွက်လူသားတွေကံကောင်းခဲ့တယ်လို့တောင်ပြောနိုင်ပါတယ်တကယ်တော့နျူကလ িয়ার လက်နက်ကိုပထမဆုံးအသုံးပြုခဲ့တဲ့အချိန်ကကမ္ဘာကြီးထိတ်လန့်သွားခဲ့ရပါတယ်ဘုံတစ်လုံးထဲနဲ့လူကြီးတစ်မျိုးလုံးပျက်စီးသွားတာကိုမြင်ခဲ့ရတာပါအဲ့ဒီနောက်ပိုင်းလူသားတွေနားလည်သွားတာကဒီလက်နက်ကလူသားမျိုးနွယ်ကိုတောင်ဖျက်ဆီးနိုင်တယ်ဆိုတာကိုပါဒါပေမဲ့အခုကနျူကလ িয়ার လက်နက်တွေကအရင်ခေတ်တဲ့အများကြီးပိုအားပြင်းတယ်တချို့ဘုံတွေကမျိုးတစ်မျိုးတည်းမဟုတ်ပဲအေရိယာတစ်ခုလုံးပျက်စီးစေနိုင်တယ်အခုဆိုဒုံးကြီးတွေကလည်းအရမ်းမြန်လာတယ်တချို့ဟာဆိုရင်မိနစ်ပိုင်းအတွင်းတခြားနိုင်ငံကိုရောက်သွားနိုင်တယ်ဒါကြောင့်စစ်ဖြစ်ရင်ဆုံးဖြတ်ဖို့အချိန်တော့မရနိုင်ပါဘူးတချို့လူတွေကနျူကလ িয়ার စစ်ပွဲဖြစ်ရင်ဘန်ကာထဲဝင်လွတ်နိုင်လားလို့မေးကြတယ်တချို့သောလူတွေလွတ်နိုင်ကောင်းလွတ်နိုင်ပါတယ်ဒါပေမဲ့အပြင်ကကမ္ဘာကြီးပျက်စီးသွားရင်အသက်ရှင်နေရတာတော့ခက်ခဲလာနိုင်ပါတယ်လေကငြင်းညမ်းလာမယ်ရေကမတန့်တော့ဘူးအစားအစာကလုံးဝမရှိတော့ဘူးလူတွေကနေတိုင်းရှင်သန်ဖို့ရုန်းကန်ရမယ်တကယ်တော့နျူကလ িয়ার စစ်ပွဲထဲမှာအနိုင်ရသူဆိုတာလုံးဝမရှိပါဘူးရှုံးတဲ့သူပဲရှိပါတယ်ဒါကြောင့်သိပ္ပံပညာရှင်တွေနိုင်ငံရေးသမားတွေနျူကလ িয়ার လက်နက်ရှော့ချဖို့ကြိုးစားနေကြတာပါဒါပေမဲ့ကမ္ဘာပေါ်မှာနိုင်ငံရေးတင်းမာမှုတွေရှိနေသေးပါတယ်တချို့နိုင်ငံတွေကနောက်ထပ်လက်နက်တွေတိုးဖန်တီးနေကြတယ်ဒါကြောင့်ဒီအန်ဒီယာအခုထိမပြောက်သေးပါဘူးဒါပေမဲ့ညှော်လင့်စရာကောင်းတာတစ်ခုရှိတယ်လူသားအများစုကဒီလိုစစ်ပွဲမျိုးမဖြစ်ချင်ကြဘူးဘယ်နိုင်ငံကလူပဲဖြစ်ဖြစ်ကိုမိသားစုနဲ့ငြင်းရစွာနေကြတာပဲဒါကြောင့်တကယ်ရေးကြီးတာကစစ်ပွဲမဖြစ်အောင်ထိန်းနိုင်ဖို့ပဲဘာလို့လဲဆိုတော့နျူကလ িয়ার စစ်ပွဲဆိုတာရုပ်ရှင်တွေကအန်တာတိန်မှမဟုတ်ပါဘူးလူသားမျိုးနွယ်ရဲ့အနာဂတ်တစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်တဲ့အန်ဒီရဲ့အကြီးဆုံးအရာတစ်ခုဖြစ်လို့ပါ